အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးပြီးပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဒီ Play Store ထဲမှာထည့်တဲ့ Visa ကတ်တွေကိုဘယ်လိုမျိုးရှာမလဲဆိုတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာဒီမစက်လေးရဲ့ကတ်တရား script တစ်ခုရှိပါတယ်ကျွန်တော်ဒီထဲမှာကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်ပါမယ်ဒီမှာဆိုရင်ဒီကတ်တွေအကုန်လုံးကတကယ်မှမစက်ရပါဘူးအဲ့တော့ကျွန်တော်ဒီကတ်တွေအကုန်လုံး copy ယူလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာဒီကတ်တွေကိုစစ်ဖို့အတွက်ဆိုရင်ဒီ board တစ်ခုလိုရတယ်ဒီ board ရဲ့ဝင်ဆိုရင်ကျွန်တော်တို့အရင်ဆုံး VPN တစ်ခုချိန်ထားလို့လိုရတယ်အဆင်ပြေတဲ့ VPN နဲ့ချိန်ထားရရတယ်ချိန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအစားတဲ့ UCAN နဲ့အပေါ်စီမှာပြန်ပြီးတွားပြီးတော့ဝင်လိုက်ပါမယ်ဒီနေရာရောက်တော့ပြီဆိုရင်ကျွန်တော်နည်းနည်းလေးရှင်းပြပါမယ်ဒီမှာ straight off v1 ဆိုတဲ့ဒီနေရာမှာပဲဆက်မှာပေါ့နော်ကျွန်တော်ကတော့ဒီအရင်ကလည်းဆက်နေကြဆိုတော့ဒီမှာအခုတန့်ပေါ်ပေါ့နော်ဒီဘောကိုရင်ဆုံးဝင်တဲ့လူတွေတကယ်လို့ straight off မပေါ်ဆိုရင် straight off ပြောင်းပြီးပါဒီမှာ escape ဘာရမဆိုင်ပါဘူး AI နဲ့ဆက်ရင်လည်းကတ်တည်းကတော်တော်နဲ့မရပါဘူးအဲတော့ကျွန်တော်တို့ဒီအစကတ်ဒီ copy ယူပြီး start နေကြည့်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာကတ်တွေစစ်နေပြီပေါ့နော်ဒီမှာတကယ်လို့ဒီကတ်တရရတယ်ဆိုရင်ဒီ approve မှာပေါ်တယ်ပြီးရင် like မှာလည်းပေါ်ပါတယ်တကယ်လို့ဒီကတ်တရတုံးမဝင်ဆိုတော့တတ်မှာပဲပြမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီကတ်ကမရတဲ့အတွက်ဒီမှာတက်မှာတစ်ခုတက်လာရပေါ့နော်ဒီမှာဒီနေရာမှာနည်းနည်းလေးတော့တီးခံပြီးစောင့်ပြရပေါ့နော်ဒီမှာဒီကတ်တစ်ခုဆိုတော့ကျွန်တော်တို့ဒီစစ်တာအချိန်7ကတ်ကြော်ကြာရပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒီကတ်တရားစစ်တယ်ဆိုရင်ဒီမှာ like မှာ9ကတ်လောက်ရဲ့ approve မှာ9ကတ်လောက်ရဲ့ကျွန်တော်တို့ဒီကတ်တရားကို14ကတ်လောက်တော့ရတယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်ဒီမှာကတ်တကတ်ရပြီပေါ့နော်ဒီမှာ visa ကတ်တစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ဒီကတ်ကိုအရင်ဆုံး copy ယူလိုက်ပါမယ်ယူပြီးတော့ရင်ကျွန်တော်တို့ဒီမှာနောက် board တစ်ခုရှိရပေါ့နော်စစ်တယ်ဆိုတာဒီမှာအညာဆွဲဆိုတာပါကျွန်တော်စစ်ဖို့အတွက်ဆိုရင်မြင်းဆောင် CK ပြီးရင်ကျွန်တော်တို့ဒီစကတ်ကိုချရပါမယ်ဒီမှာ register လုပ်ရတယ်ပေါ့နော်ဒီမှာ register တော့နေလိုက်ရပါတယ်ပြီးတော့ရင်အဆောက်လိုပဲကျွန်တော်တို့ထပ်ပြီးတော့ရိုက်လိုက်ပါမယ်ဒီမှာဆိုရင် error ပြသွားတာပေါ့နော်ဒီပုံမှန်ဆိုရင်ဒီဥစ္စာကစစ်တဲ့နေရာမှာတကယ်လို့ဒီကတ်ကဒီ Play Store မှာချိန်လို့ရတယ်ဆိုရင်အမှန်ချက်ပြပါတယ်တကယ်လို့မရောက်ဆိုရင်သူကဒစီလိန်းဆိုပြီးပြပါတယ်ဒီမှာ error ပြရဆိုတော့ကျွန်တော်တို့အဖြစ်မတည်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ i ကတ်ကို copy ယူပြီးတော့ Play Store မှာပဲတခါလဲချိန်ယူရမယ်Play Store မှာချိန်တာကျွန်တော်ပြောပြမယ် Play Store ကနေဒါမှမချိန်ပဲကျွန်တော် YouTube ကနေချိန်ပေးပါဒါမှမဟုတ်ဆိုရင်ကတ်က error တက်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်ကတ် YouTube Premium နှိပ်ပါမယ်sorry ဆိုပါကျွန်တော် VPN နဲ့ချိန်ပြန်ဖြုတ်ကြည့်ပါမယ်ပြီးရင်ကျွန်တော် YouTube ရဲ့ပြောင်းဝင်ကြည့်မယ်ပေါ့နော်sorry ဟိုကောက်ကကျွန်တော်ပြောပြမယ်အိန္ဒိယ server အကောက်ဖြစ်နေတဲ့အတွက်ကျွန်တော်မရတာပါအဲ့တော့ကျွန်တော် United States တဲ့အကောက်ဖြစ်တဲ့ဆိုတော့အကောက်တစ်ခုကျွန်တော်ချိန်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်က YouTube Premium ဝယ်ထပ်ပြီးနေလိုက်ပါမယ်ပြီးရင်ကျွန်တော်ထပ်နေမယ်ပြီးရင် individual ထပ်ပြီးကျွန်တော် confirm ထပ်ပြီးနှိပ်ကြည့်ပါမယ်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအကတ်ဆိုတဲ့နေရာလေးကိုရှင်းနေပါမယ်ဒီနေရာမှာကျွန်တော်ဒီမှာ black screen ဖြစ်နေမယ်ပေါ့နော်ကျွန်တော် screen recording နဲ့ဖန်တာဆိုတော့ဒီမှာဒီကတ်တဲ့နေရာကျွန်တော်ရဲ့ဒီအရင်ဗီဒီယိုမှာလည်းတင်ထားပါတယ်ကတ်တဲ့ရာကမခက်ပါဘူးဒီရှေ့ဆုံးစာကိုရင်ဆုံး copy ယူမယ်ပြီးရင်ကတ်နံပါတ်မှာထည့်မယ်ပြီးရင်ဒီမှာဒီဘေးရောက်စာကိုရက်ဆွဲထည့်မယ်ဟိုဘက်မှာတော့ကျွန်တော်တို့ဒီ security code ထည့်မှာပါ basic code က19931လို့ထည့်ပြီးရင်အဆင်ပြေပါတယ်ပြီးရင်ဒီမှာဆိုရင်ကျွန်တော်ဒီကတ်ထည့်ရတော့ပြီပေါ့နော်ဘရာနာအနေနဲ့ဒီမှာမျိုးဒီ Play Store မှာထွင်ယူနေတာဖြစ်ဖြစ် Play Point အကောက်ဖွင့်နေတာဖြစ်ဖြစ်CC လိုရတယ်ဆိုရင်ကျွန်တော်ဒီ Telegram မှာလာပြီးတော့ဝယ်လို့ရပါတယ်